မင်္ဂလာပါရှင် 44 channel ကနေကြိုဆိုပါရစေဒီနေ့စနာတို့အိမ်မှာအာလူကက်သလစ်ကျော်လေးလှူစားဖြစ်တာမဟုတ်လို့အာလူကက်သလစ်ကိုအထက်ကအစာတွေပေါက်မထွက်ဘဲနဲ့ပုံစံလှလှလေးဖြစ်အောင်ကြော်ပုံကြော်နည်းလေးကိုစနာ TV လေးမှာတွဲပြီးတော့ပြောပြပေးထားပါတယ်ရှင်ကျောင်းပိတ်တဲ့ချိန်ပဲဖြစ်ဖြစ်ရုံးပိတ်တဲ့ချိန်ပဲဖြစ်ဖြစ်စားကျင်တဲ့ချိန်လှူစားလို့ရအောင်ဒီဗီဒီယိုလေးကို like and share လေးလုပ်ပေးထားပါအောင်ရှင်တကယ်လို့မိမိကအထက်ကအစာသွတ်တာကိုမကြိုက်ဘူးဆိုရင်အစာသွတ်တာကိုမထည့်ဘဲနဲ့အာလူးလေးကိုပဲဒီတိုင်းလေးလုံးပြီးတော့ကြော်လို့ရပါတယ်ရှင်အာလူးအလုံးတိုင်းလေးလည်းစားလို့တော်ကောင်းပါတယ်ရှင်ဝယ်ရတဲ့ပစ္စည်းအမယ်လည်းမများဘူးလုံးရတာလည်းလွယ်ကူတာမှုလို့အိမ်မှာလိုက်လုပ်စားကြည့်ပါလို့ညွှန်ပြစေရှင်စနာချန်နီဗီဒီယိုလေးမှာတတိချာချာလေးတဆင့်ချင်းစီကိုပြောပြပေးထားပါတယ်ရှင်ဒီနေ့ပြပြပေးရှင်တဲ့မုတ်လုံနည်းလေးကတော့အာလူကက်တလေးကြော်နည်းလေးပါရှင်အရင်ဆုံးပါဝင်ပစ္စည်းလေးတွေကိုပြပြပေးပါမယ်ရှင်အာလူကက်တလေးအတွက်ပါဝင်ပစ္စည်းလေးတွေကအာလူတပိတ်တာကြက်သား15ကြက်သားကြက်သွန်နီး2လုံးကြက်သွန်အဖြူ1လုံးပြောင်းမှုကုန်မုတ်ထမင်းစားဆုံးနဲ့3စွန်းစားလက်ဖက်ရည်စွန်းနဲ့2စွန်းကြက်ဥအကာရည်2လုံးမဆလာအနှင်းငယ်ပါရှင်အရင်ဆုံးအာလူးကိုနူးဤနေအောင်ပြုတ်ပါမယ်ရှင်။ကျမကတော့ pressure cooker နဲ့တနာရီပြုတ်ပါတယ်။အာလူးပြုတ်ထားတဲ့ချိန်မှာအာလူးကက်တလိတ်အစာတွတ်ဖို့အတွက်စပြီးတော့ပြင်ပါမယ်ရှင်။အရင်ဆုံးကြက်သားကိုတေးသေးနှုတ်လေးတုံးထားပါမယ်ရှင်။ကြက်သွန်နီကတော့2လုံးသို့မဟုတ်1လုံးကိုအသုံးပြုနိုင်ပါတယ်။တကယ်လို့ကြက်သွန်နီအရင်မကြိုက်ဘူးဆိုရင်တော့1လုံးပဲအသုံးပြုနိုင်ပါတယ်ရှင်။ကြက်သွန်ဖြူလည်း1လုံးကိုသုံးပြထားပါတယ်။နှစ်ခုလုံးကိုနှုတ်ဆင်းထားသို့မဟုတ်ကျိတ်ဆက်နဲ့ကြိတ်ထားပါမယ်ရှင်ပြီးရင်တော့စီစတတ်ပါမယ်အစာသွတ်မှာဖြစ်တဲ့အတွက်စီကိုအများကြီးမသုံးပါဘူးရှင်စီပူလာပြီဆိုရင်ကြက်သွန်အနီးကြက်သွန်အဖြူကြိတ်ထားတာကိုအရင်ထည့်ပါမယ်ရှင်နွမ်းလာတဲ့အထိမှွေပြီးရင်ကြက်သားနှုတ်ဆင်းထားတာကိုထည့်ပါမယ်ရှင်အရသာအတွက်ကပဲငံပြာရည်အကျဲထမင်းစားစောနဲ့တစွန်းပဲငံပြာရည်အပြည့်ထမင်းစားစောနဲ့တစွန်းအရသာမုတ်လက်ဖက်ရည်စွန်းနဲ့တစွန်းကိုထည့်ပါမယ်ရှင်အစာသွတ်ပြီးတော့ပြန်ကြော်မှာဖြစ်တဲ့အတွက်ကြက်သားလေးတွေဣလာပြီဆိုရင်မဆလာအနှဲငယ်အုပ်ပြီးတော့ချထားလိုက်ပါမယ်ရှင်အစာသွတ်ဖို့အတွက်လည်းရပြီအာလူးပြုတ်ထားတာလည်းရပြီဆိုရင်အာလူးကက်တလိတ်စပြီးတော့ကြော်ဖို့အတွက်ပြင်ပါမယ်ရှင်အရင်ဆုံးအာလူးတွေကိုအခွန်နှွာပြီးရင်ထောင်းပါမယ်ရှင်ဒီနေရာမှာတချို့ကတော့ဖိချေပါတယ်ကျမကတော့ထောင်းပါတယ်ရှင်ထောင်းပြီးတော့ပြန်နေတဲ့ချိန်ကျရင်စီစီထွထွလေးနဲ့မှုလို့လုံးတဲ့အခါပို့ပြီးတော့လုံးရတာကောင်းပါတယ်ရှင်အာလူးထောင်းပြီဆိုရင်အာလူးထောင်းတဲ့ကိုစားလက်ဖက်ရည်စွန်းနဲ့2စွန်းပြောင်းမှုကော်မုတ်ထမင်းစားစွန်းနဲ့3စွန်းခန့်ထည့်ပြီးတော့နေပါမယ်ရှင်တိတိချာချာနှံ့နေအောင်နေပါမယ်ရှင်အကုန်လုံးသမနေအောင်နေပြီးပြီဆိုရင်အာလူးကက်တလိတ်ကြော်ဖို့အတွက်စပြီးတော့အာလူးလေးတွေကိုအစာသွတ်ပါမယ်ရှင်အရင်ဆုံးလက်ကိုမလုံးခင်စီတုပ်ထားပါမယ်ရှင်စီတုပ်ထားမှလုံးတဲ့ချိန်မှာလက်မှာအာလူးတွေကပ်မနေမှာပါရှင်ပြီးရင်အာလူးတစ်လုံးစာလေးယူခွက်လေးဖြစ်အောင်လုပ်ပြီးတော့အစာသွတ်ဖို့အတွက်ကြိုပြီးပြင်ထားတဲ့ကြက်သားအစာကိုအနှင်းငယ်ထည့်ပါမယ်ရှင်နည်းနည်းပဲထည့်ပါမယ်ရှင်များသွားရင်မုတ်ကိုပြန်ပိတ်တဲ့နေရာမှာအဆင်မပြေဖြစ်တတ်ပါတယ်ရှင်အနေတော်လေးထည့်ပြီးတော့ပြန်ပိတ်ပါမယ်အာလူးတွေကိုအစာသွတ်ပြီးပြီဆိုရင်တော့အာလူးကက်တလိတ်စပြီးတော့ကြော်ပါမယ်ရှင်စီပူအောင်တည်ထားပြီးပြီဆိုရင်အာလူးလုံးလေးတွေကိုကြက်ဥအကာနှစ်ပြီးတော့ကြော်ပါမယ်ရှင်
ဒီနေရာမှာတခုပြောချင်တာကမီးရမ်းပြင်းလို့မရပါဘူးရှင်မီးရမ်းပြင်းရင်မုတ်တွေကအလုံးလိုက်လေးတွေမရဘဲနဲ့ကွဲသွားတတ်ပါတယ်ရှင်မီးအေးလေးနဲ့ကြော်ပြီးတော့မုတ်လုံးလေးတွေရွှေညိုရောင်လေးတန်းလာပြီးဆိုတော့မှတစ်ဖက်ကိုလှန်ပြီးတော့ကြော်ပါရှင်အဲ့ဒါဆိုရင်အလုံးလိုက်ကလေးတွေပုံမပြတ်ဖ ೇ နဲ့ပုံစံလှလှလေးတွေနဲ့စားလို့ကောင်းတဲ့အာလူကတ်တလိပ်ကြော်ကိုရပါပြီရှင်လိုက်လို့စားကြည့်ပါရှင်ကျမကလည်းတဆင့်ချင်းစီကိုတည်တည်ချာချာလေးပြောပြပေးထားပါတယ်ရှင်အခုကျမလုပ်ပြထားတဲ့အချိုးစားအာလူတပိတ်တာကိုအာလူကတ်တလိပ်ကြော်28လုံးခန့်ရပါတယ်ရှင်အချိန်ပေးရတဲ့လက်ဝင်နေဆိုပေမဲ့အရသာကစားလို့ကောင်းလို့အချိန်ပေးရကြိုးနှက်တဲ့မုတ်တစ်မျိုးပါရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအရန်ကိုကျေးဇူးတင်ပါတယ်ရှင်ပုံမကောင်းမွန်တဲ့မုတ်လုံးနီးဟင်းချက်နီးဗီဒီယိုလေးတွေအတွက် 44 channel လေးကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ပေးခဲ့ပါအောင်ရှင်ကျေးဇူးတင်ပါတယ်